မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မိုးတိုင်းနဲ့ကလက်တစုံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုနားဆင်ခန်းစားပေးပါဦးဗျာမိုးတိုင်းနဲ့ကလက်တစုံညနေခင်းနေဝင်စည်းစာအလင်းရောင်ဟာပလဲမျိုးဟောင်းရဲ့တစ်ပင်ရိပ်တွေကြားကနေမှိန်ဖြော့စွာဖြာကျနေပါတယ်လမ်းမထက်မှာတော့ရုံးစင်းလာကြတဲ့ဆိုင်ကယ်တန်တွေကားတန်တွေနဲ့စူညံနေပေမဲ့ဦးစိုးလွင်ရဲ့စိတ်အစဉ်ကတော့ထိုင်းမိုင်းလေးလံလို့နေပါတယ်သူဟာဆိုင်ကယ်ကိုဖြင်းညင်းစွာမောင်းနေရင်ရုံးမှာဒီနေ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုခေါင်းထဲကထုံမရနိုင်ဖြစ်နေမိတာပါခင်ဗျားကိုကျွန်တော်ကယုံကြည်လို့ဒီတာဝန်ကိုပေးထားတာလေဗျာအခုတော့စရင်စရာတွေကဘာလို့ဒီလောက်လွဲချော်နေရတာလဲဌာနမှူးရဲ့ဒေါသတကြီးအော်ဟစ်တဟာဦးစိုးလွင်ရဲ့နားထဲမှာပဲ့တင်ထပ်နေတော့မှာပဲတကယ်တော့အမားကသူ့ကြောင့်မဟုတ်ပဲလက်အောက်ကဝန်ထမ်းတက်ကလေးတယောက်ရဲ့ပေါ်ဆာမှုကြောင့်ဖြစ်ခဲ့တာပါဒါပေမဲ့ဦးစိုးလွင်ဟာဘာစင်ချေမှမပေးခဲ့ပါဘူးတောင်ဝန်ခံတယောက်အနေနဲ့အပြစ်အလုံးကိုခေါင်းငုပ်ခံခဲ့ပါတယ်အဲ့ဒီအပြင်မကြခင်မှာဝေးလံတဲ့နယ်စပ်ဒေသတစ်ခုကိုပြောင်းရွှေ့ရမယ်ဆိုတဲ့သတင်းစကားကသူ့ရဲ့စိတ်ကိုပိုပြီးဖိစီးစေခဲ့ပါတယ်အိမ်ကမိသားစုကိုငါဘယ်လိုပြောပြရမလဲငါကြောင့်သူတို့တွေဒုက္ခရောက်ကုန်ကြတော့မှလားလို့တွေးရင်ဦးစိုးလွင်ရဲ့လက်အစုံဟာဆိုင်ကယ်လက်ကင်ကိုတင်းတင်းစုပ်ကင်ထားမိပါတယ်အိမ်ရှိကိုရောက်တဲ့အခါဆိုင်ကယ်ကိုဆက်တက်ပြီးခဏလောက်ငြိမ်သက်နေမိပါတယ်အိမ်ထဲကနေထွက်ပေါ်လာတဲ့ဟင်းနဲ့မွေးမွေးလေးကသူ့ရဲ့နှာခေါင်းထဲကိုတိုးဝင်လို့လာတယ်ဇနီးဖြစ်သူဒေါ်သဇင်သိန်းကသူ့အကြိုက်ဆုံးငခုစီပြန်ဟင်းချက်နေတာဖြစ်ရမယ်ပုံမှန်ဆိုရင်တော့ဒီအနမ်းကသူ့ကိုဗိုက်စာသေးပြီးပျော်ရွှင်စေမှာဖြစ်ပေမဲ့ဒီနေ့မှာတော့အဲ့ဒီနှွေးထွေးမှုတွေကသူ့အတွက်အားနာစရာဝင်တော့ဝင်ပိုးကြီးတစ်ခုလိုဖြစ်နေခဲ့ပါတယ်။အော်ကိုစိုးပြန်ရောက်ပြီလား။ဒီနေ့ရုံးမှာအလုပ်တွေအရမ်းများနေလာရင်မျက်နှာလည်းမကောင်းဘူး။အိမ်ထဲကိုလှမ်းဝင်လိုက်တာနဲ့ပြုံးရှင်စွာစီးကြိုနေတဲ့ဇနီးတဲ့ရဲ့အတန်လေးကိုကြားလိုက်ရတယ်။ဒေါ်သတင်တင်းကခင်မိုးဖြစ်သူရဲ့အိတ်ကိုလှမ်းယူရင်းမျက်နှာကိုစိုးရင်တကြီးကြည်လိုက်မိတယ်။နေနေပါတင်းရဲ့ပင်မလို့ပါဦးစိုးလွင်ကအတန်တိုးတိုးနဲ့ပြန်ဖြေပြီးဆိုဖာပေါ်မှာအားမရှိသလိုပြစ်ထိုင်လိုက်တယ်ရေရင်ချိုးလိုက်မလားကိုစိုးကျမယူနေချလေးနှက်ထားတယ်တောက်လိုက်ရင်အမောပြေသွားမှာပါဒေါ်သဇင်တင်းကဖြက်ဖြက်လက်လက်နဲ့ရေနွေးခွက်ကိုချပေးတယ်ဦးစိုးလွင်ကတော့ရေနွေးခွက်ကိုကင်ထားပေမဲ့တငုံမှမတောက်နိုင်ဘူးသူ့စိတ်ထဲမှာတော့ရုံးကကိစ္စတွေရဲ့မရေရာတဲ့အပြောင်းအရွှေ့ကိစ္စတွေရဲ့ကရောထွေးနေခဲ့ပါတယ်ကိုစိုးတခုခုဖြစ်နေတာတော့သိကြတယ်နော်ကျမကိုပြောမပြချင်ဘူးလားယင်ဒေါ်သတင်တင်းကဦးစိုးလင်ဘေးမှာဝင်ထိုင်ပြီးသူ့လက်ကိုအသာအရာဆုပ်ကင်လိုက်တယ်အဲ့ဒီအချိန်မှာပဲဦးစိုးလွင်ဟာသူ့ရင်ထဲကတင်းကျပ်နေတဲ့ခံစားချက်ကြီးပွင့်ထွက်မတတ်ဖြစ်သွားရပါတယ်။တင်းရဲ့ကိုတကယ်ကိုစိတ်ဓာတ်ကျနေပြီကွာ။သူ့ရဲ့စကားတန်ဟာတုံရင်နေခဲ့တယ်။နှစ်ပေါင်းများစွာဝန်ထမ်းဘဝမှာတိခံဖြတ်တန်းလာခဲ့ပေမဲ့ဒီနေ့ကြုံရတဲ့ဖိအားကတော့သူ့ကိုအလဲလဲအပြူပြူလဲကျသွားစေလောက်အောင်ပြင်းထန်လွန်းနေခဲ့ပါတယ်။
အခန်းထဲမှာခဏတာတိတ်ဆိတ်သွားတယ်အိမ်အပြင်ကတစ်ပင်တွေပေါ်မှာနားနေတဲ့ငှက်ကလေးတွေရဲ့တကြည့်ကြည့်အတန်ကလွှဲရင်အိမ်ထဲမှာတော့လေတူးကလေးလံထိုင်းမိုင်းနေစေပါဦးစိုးလင်ဟာသူ့လက်ထဲကရင်နွေးခွက်ထဲကိုငေးကြည့်နေမိတယ်ရင်နွေးငွေ့လေးတွေကအပေါ်ကိုတဖြည်းဖြည်းလွင့်တက်သွားသလိုသူ့ရဲ့စိတ်ကူးတွေကလည်းရောက်ရက်ခတ်နေခဲ့တာပါဦးစိုးတင်းကိုကြည့်ပါဦးဒေါ်သဇင်တင်းကခင်မွန်းဖြစ်သူရဲ့ပခုံးကိုအตาအရာစုပ်ကန်ရင်းသူ့မျက်နှာကိုစစ်စစ်ကြည့်လိုက်တယ်သူမရဲ့မျက်ဝန်းတွေထဲမှာအပြစ်တင်ခြင်းတစ်စက်မှမပါပဲကျဉ်းနာမှုနဲ့စိုးရိမ်မှုတွေသာပြည့်နှက်နေပါတယ်ရုံးမှာတခုခုအစင်မပြေတာလားယင်ဒါမှမဟုတ်အပြောင်းအရွှေ့ကိစ္စတွေကတေချာသွားပြီလားဦးစိုးလင်ကတပြင်းတစ်ချက်ကိုရှည်ကြီးချလိုက်တယ်သူရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ပုံရိပ်ကဆိုဖာပေါ်မှာပိုပြီးထင်ရှားနေပါတယ်ဟုတ်တယ်တင်းရဲ့အပြောင်းအရွှေ့ကတော့တေချာသလောက်ရှိနေပြီဒါပေမဲ့အဲ့ဒါထက်ပိုဆိုးတာကဒီနေ့ရုံးမှာကိုအရန်အရှက်ရခဲ့တယ်ကိုကြောင့်မဟုတ်တဲ့အမှားတစ်ခုအတွက်လူဘုံအလဲမှာအော်ဟစ်အပြစ်တင်ခံရတာကိုတကယ်ခံရခက်တယ်ကွာဦးစိုးလွင်ရဲ့အတန်ကနည်းနည်းတုံရင်နေခဲ့တယ်သူဟာဂုံတိတ်ခါကိုတန်မိုးထားတဲ့အစိုးရဝန်ထမ်းတူဖြစ်တာကြောင့်လူတွေရှေ့မှာအရှက်ရခြင်းဟာသူ့အတွက်ဓာတ်နဲ့အထိုးခံလိုက်ရတယ်လို့ခံစားရတာပါကိုစဉ်းစားနေတာကိုဒီအလုပ်ကိုဆက်လုပ်နိုင်မှာအောင်မလားလို့ပဲတင်းကိုလည်းအားနာတယ်ကိုအလုပ်ထွက်လိုက်ရင်တင်းတို့သားမိတွေဒုက္ခရောက်ပုံကြတော့မှလားဒေါ်စင်တင်းကပြုံးလိုက်တယ်အဲ့ဒီအပြုံးကဦးစိုးလူရဲ့ရင်ထဲကမီးကိုရေနဲ့လောင်းလိုက်တယ်လို့အေးမြသွားစေပါတယ်ဦးစိုးရဲ့ရှင်ကအမြဲတမ်းမိသားစုအတွက်ပဲတွေးနေတာပဲနော်တင်းတို့ကရှင်ရဲ့ပတ်စံကိုပဲကြည့်ပြီးပေါင်းနေတာမှမဟုတ်တာရှင်ရဲ့စိတ်ချမ်းသာမှုကတင်းတို့အတွက်ပိုအရေးကြီးပါတယ်ဒေါ်စင်တင်းကထမင်းစပွဲစီကိုသွားပြီးဦးစိုးလွင်အတွက်ထမင်းစပွဲပြင်ဆင်လိုက်တယ်ဟင်းနှံလေးတွေကအိမ်လုံးကိုပြန့်နှံ့သွားပြန်တယ်လာပါထမင်းရင်စားလိုက်အောင်ဘိုက်စာရင်စိတ်ကပိုညစ်တတ်တယ်လေကျမဒီနေ့ကိုစိုးအကြိုက်ဆုံးငခုစီပြန်ဟင်းလေးကိုခက်ဆက်ဆက်လေးချက်ထားတယ်ဦးစိုးလွင်ဟာဇနီးတဲ့ရဲ့ခေါ်ဆောင်မှုကြောင့်ထမင်းစပွဲမှာဝင်ထိုင်လိုက်တယ်ဒေါ်သဇင်တင်းကထမင်းကိုခူပေးရင်သူ့ကိုအားပေးစကားတွေတွတ်ပြောနေခဲ့ပါတယ်အလုံးဆိုတာအစင်ပြေတဲ့နေ့ရှိတယ်လို့အစင်မပြေတဲ့နေ့လည်းရှိတာပေါ့ကိုစိုးရဲ့ရှင်ကအစိုးရဝန်ထမ်းတယောက်အနေနဲ့တောင်းဝန်ကြေခဲ့တယ်ဆိုတာကျမအသိဆုံးပါအထက်လူကြီးတွေမမြင်ရင်တော့ကိုသိနေရင်ရပြီလေရှင်တကယ်ပင်ပန်းနေပြီဆိုရင်လည်းခဏနာကျင်နာပေါ့ကျမတို့ကရှင်ရဲ့ဘေးနားမှာအမြဲရှိနေမှာပါဦးစိုးလွင်ကထမင်းတစ်လုံးကိုခပ်ဖြည်းဖြည်းမြင်ရည်ရှက်ရည်စားလိုက်တယ်ထူးဆန်းတာကစောစောကပိတ်ဆို့နေတဲ့ရေမှတ်ကြီးကအခုတော့နည်းနည်းပွင့်သွားတယ်လို့ခံစားလိုက်ရတာပါတင်းရဲ့ကျေးဇူးတင်ပါတယ်ကိုစိတ်ပြည့်နေချိန်မှာတင်းစီကဒီလိုစကားမျိုးကြားရမယ်လို့ကိုမျှော်လင့်မထားဘူးတကယ်တော့ကိုကတင်းများအပြစ်တင်မလားလို့ကြောက်နေတာဘာလို့အပြစ်တင်ရမှလဲကိုစိုးရဲ့ရှင်ကကျမရဲ့ခင်မွန်းလေရှင်ရဲ့အခက်အခဲကကျမရဲ့အခက်အခဲပဲပေါ့အခုထမင်းကိုကောင်းကောင်းစားပြီးရင်ရေချိုးပြီးအိတ်လိုက်မနှက်ဖြန်ကြရင်အရာအလုံးကဒီနေ့ထက်ပိုကောင်းလာမှာပါ
ညစာစားပြီးတဲ့နောက်မှာတော့ဦးစိုးလွင်ရဲ့မျက်နှာဟာအပြုံးရိပ်ကလေးအနှဲငယ်ပြန်လည်မြင်တွေ့လာရပါတယ်။အိမ်အောင်ရေးရဲ့တန်ဖိုးဆိုတာချမ်းသာကြွယ်ဝမှုတွေထဲမှာရှိတာမဟုတ်ဘဲအခုလိုအခက်ခဲကြုံချိန်မှာတဦးနဲ့တဦးနားလည်မှုပေးနိုင်ခြင်းမှာရှိတယ်ဆိုတာကိုသူဒီနေ့မှာပိုပြီးနက်နက်ရှိုင်းရှိုင်းသိမြင်သွားခဲ့ရပါတော့တယ်။မနေ့ကင်းလင်းအားကြီးအချိန်ပလဲမြို့ကလေးရဲ့မြူနှင်းမုံတွေကြားမှာဦးစိုးလွင်နိုးထလာခဲ့တယ်။ညကဒေါ်သဇင်တင်းရဲ့အားပေးစကားတွေကြောင့်သာအိပ်ပျော်သွားခဲ့ရပေမဲ့မနေ့နိုးနိုးချင်းမှာတော့ရင်ထဲကအလုံးကြီးကပြန်ရောက်လာပြန်ပါတယ်။အစိုးရဝန်ထမ်းဘဝဆိုတာဒီလိုပါပဲ။တာဝန်ဆိုတဲ့အရာကြီးရဲ့အောက်မှာကိုယ်ဆန္ဒထက်အမိန့်ကကိုယ်အရေးကြီးနေတတ်တာကိုကိုစိုးကော်ဖီတောင်းမလိုက်ရင်ဒေါ်သဇင်တင်းကမိဖို့ကြောင့်ထဲကနေလှမ်းမေးလိုက်တယ်။သူမကတော့ထုံးစံအတိုင်းစောစောထပြီးအိမ်မှုကိစ္စတွေကိုဖြတ်ဖြတ်လက်လက်လုပ်ကင်နေတာပါ။ဦးစိုးလွင်ကအိယာပေါ်မှာခဏထိုင်နေရင်ဘေးနားကမှန်တင်ကုန်ပေါ်မှာတင်ထားတဲ့သူ့ရဲ့ဝန်ထမ်းကပ်ပြားလေးကိုစိုက်ကြည့်နေမိပါတယ်။ဒီကပ်ပြားလေးရဲ့နောက်မှာသူ့ရဲ့လုံသက်တွေကြိုးစားမှုတွေနဲ့ဂုဏ်သိက္ခာတွေအများကြီးရှိနေခဲ့တာလေ။လာပြီးတင်ဒီနေ့ရုံးမှာအစည်းအဝေးရှိတယ်။ပြောင်းရွှေ့ကိစ္စအတီးပြုချက်လဲထွက်နိုင်တယ်။ဦးစိုးလွင်ကရေချိုးကားနဲ့ဝင်မျက်နှာတည်ရင်အတန်ကိုတည်ငြိမ်အောင်ထိန်းပြီးပြောလိုက်တယ်။ရေအေးအေးနဲ့မျက်နှာတက်လိုက်တော့မှစိတ်ကနည်းနည်းလန်းဆန်းသွားသလိုပဲအောက်ထပ်ဆင်းလာတော့ဒေါ်သဇင်တင်းကထမင်းကြိုက်ကိုအသေးအချာထုတ်ပိုးပေးနေတယ်ဘယ်ကိုပဲပြောင်းရပါကိုစိုးရဲ့ကျမတို့သားမိတွေကတော့ရှင်းနောက်ကိုလိုက်မှာပဲရှင်ရှိတဲ့နေရာကကျမတို့အတွက်အိမ်မဲလေဒေါ်သဇင်တင်းကပြုံးလေးပြောပေမဲ့ဦးစိုးလွင်ကတော့စိတ်မကောင်းဖြစ်ရပြန်တယ်။သားသမီးတွေရဲ့ကြောင်းကိစ္စဇနီးတဲ့ရဲ့လူမှုပတ်ဝန်းကျင်အားလုံးကိုသူ့ကြောင့်စွန့်လွတ်ခိုင်းရတော့မှလားဆိုတဲ့အတွေးကသူ့ကိုနှိပ်စက်နေပါတယ်။ရုံးကိုရောက်တော့လေတူးကပုံမှန်ထက်ပိုထူးခြားနေတယ်။ဝန်ထမ်းအချင်းချင်းတူပြောနေကြတာတွေသူ့ကိုမြင်ရင်မျက်နှာလွှဲသွားကြတာတွေကိုဦးစိုးလွင်သတိပြုမိလိုက်တယ်။အစည်းအဝေးခန်းထဲကိုဝင်လိုက်တဲ့အခါဌာနမှူးကဇပွဲထိပ်မှာအလေးအနက်ထိုင်နေတယ်။ဦးစိုးလွင်ခမည်းကိုကျွန်တော်တို့စဉ်းစားပေးထားပါတယ်။ဒါပေမဲ့အထက်ကညွှန်ကြားချက်အရခမည်းကိုနေဆက်ဒေသကရုံးခွဲတစ်ခုကိုတာဝန်နဲ့ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပြီဌာနမှူးရဲ့စကားကမိုးချိုးပစ်လိုက်တယ်လို့ပါပဲနေဆက်ဒေသဆိုတာတွာလာရေးခက်ခဲတဲ့အပြင်လုံခြုံရေးအရာလဲစိုးရိမ်ရတဲ့နေရာတစ်ခုဦးစိုးလွင်ရဲ့လက်တွေတုံရင်လာတယ်ဒါဟာသူ့ကိုတမင်တက်ပညာပေးတာလားဒါမှမဟုတ်တကယ်ပဲလိုအပ်ချက်အရာလားဆိုတာသူဝေခွဲမရတော့ဘူးဒါပေမဲ့ဆရာကျွန်တော်မှမိသားစုရှိတယ်ကလေးတွေကြောင်းကိစ္စကသူစကားမဆုံးခင်မှာပဲဒါကတော့ဝန်ထမ်းဆိုတာအမိန့်အတိုင်းနာခံရမှာပဲဦးစိုးလင်ခမည်းမညှင်းပိုင်ခွင့်မရှိဘူးဗျအစည်းအဝေးပြီးသွားတဲ့အခါဦးစိုးလင်တယောက်တည်းရုံးခန်းထဲမှာကြံရစ်ခဲ့တယ်ပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်ရင်သူ့ဘဝရဲ့လမ်းခုလက်မှာလမ်းပြောင်းနေတယ်လို့ခံစားရတယ်အရင်ကဆိုရင်တော့သူအယံဒေါသထွက်မိမှာပါဒါပေမဲ့အခုတော့သူ့ကောင်းထဲမှာဒေါ်သဇင်တင်းရဲ့မျက်နှာပဲပြေးမြင်နေတယ်ငါဒီသတင်းကိုတင်းကိုဘ
လို့ပြောရမလဲညနေရုံးစင်းတော့ဦးစိုးလွင်အိမ်ကိုချက်ချင်းမပြန်သေးပါဘူးမြစ်ကမ်းနားမှာဆိုင်ကယ်ကိုရပ်ပြီးရေပြင်ကြီးကိုငေးကြည့်နေမိတယ်လူတစ်ယောက်ရဲ့ဘဝမှာအနေအမြင့်ဆိုတာရှိသမျှဆိုပေမဲ့အခုကြုံနေရတဲ့အမြင်ကတော့တကယ်ကိုမတ်ဆောက်လွန်လှပါတယ်အိမ်ကိုရောက်တော့မှောင်စားပြုတ်နေပြီဒေါ်သဇင်သင်းကအိမ်ရှိကမီးရောင်အောက်မှာထိုင်ဆောင်နေတယ်ဦးစိုးလွင်အိမ်ထဲဝင်ချင်းမှာပဲဒေါ်သဇင်သင်းကသူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံကိုကြည့်ပြီးဘာမှမမေးသေးပဲရေအေးလေးတစ်ခွက်ကမ်းပေးလိုက်တယ်ကိုစိုးစိတ်ကိုအေးထားပါဦးဘာပဲဖြစ်ဖြစ်ကျမတို့အတူတူရှိနေသေးတာပဲမဟုတ်လားဦးစိုးလွင်ကဒေါ်သဇင်သင်းကိုဖြတ်ခနဲ့ကြည့်လိုက်တယ်သူမကဘာတည်းမှမကြားရသေးပေမဲ့သူ့ရဲ့စိတ်အခြေအနေကိုအာရုံခံနိုင်စွမ်းရှိနေတာအံ့ဩစရာပါပဲအဲ့ဒီညကဦးစိုးလွင်ဟာဒေါ်သဇင်သင်းကိုအပြောင်းရွှေ့တဲ့တင်းကိုအမှန်အတိုင်းဖွင့်ပြောပြလိုက်ပါတော့တယ်အိမ်ရှိကန်းကမီးချောင်းအလင်းရောင်အောက်မှာဦးစိုးလွင်ဟာခေါင်းငိုက်ဆိုင်ကျနေမိတယ်သူ့ရဲ့ရင်ဖွင့်တန်တွေဟာတုံရင်နေပြီးလက်ဖွားတွေမှာလည်းချွေးစေးတွေပြန်နေခဲ့တယ်နေဆက်ဒေသဆိုတာကြားယုံနဲ့တင်ဖျားကျင်စရာကောင်းတဲ့နေရာမျိုးတွားရေးလာရေးကလည်းခက်ခဲလုံခြုံရေးကလည်းမရေရာတဲ့အပြင်သားသမီးတွေရဲ့ပညာရေးအတွက်လည်းအလံဝေလွန်လာပါတယ်တင်းရဲ့ကိုတကယ်ကိုအားနာတယ်ကိုကြောင့်တင်းတို့လည်းဒုက္ခရောက်ကုန်ကြတော့မယ်ဒီအရွယ်ရောက်မှအခြေတကြားဖြစ်နေတဲ့နေရာကနေခွာရမှာဆိုတော့ဦးစိုးလင်ကစကားကိုဆုံးအောင်မပြောနိုင်ပဲရက်လိုက်တယ်ဒေါ်သဇင်သင်းကတော့ခင်မုန်းဖြစ်သူရဲ့စကားတွေကိုငြိမ်သက်စွာနားထောင်နေရင်သူ့လက်ကိုအသာအရာဆုပ်ကိုင်လိုက်ပါတယ်သူမရဲ့လက်ကလေးတွေကနှွေးထွေးနေပြီးဦးစိုးလွင်ရဲ့တုံရင်မှုကိုထိန်ပေးထားသလိုပါပဲကိုစိုးကျမကိုကြည့်ပါဦးဒေါ်သဇင်သင်းရဲ့အတန်ကအေးဆေးတည်ငြိမ်လွန်းလို့ဦးစိုးလွင်မော်ကြည့်လိုက်မိတယ်သူမရဲ့မျက်ဝန်းတွေထဲမှာထိတ်လန့်မှုဒါမှမဟုတ်စိုးရိမ်ပူပန်မှုတွေတစ်စက်မှမတွေ့ရပဲကြန့်ခိုင်တဲ့အာမန်တွေသာတွေ့လိုက်ရပါတယ်နေဆက်ပဲဖြစ်ဖြစ်တိုးတဲ့ပဲဖြစ်ဖြစ်ရှင်သွားရမယ့်နေရာကိုကျမတို့လိုက်မှာပါရှင်ကအစိုးရဝန်ထမ်းလေနိုင်ငံတော်ကပြီးတဲ့တာဝန်ကိုကြည်ပြိုအောင်ထမ်းဆောင်ရမှာပေါ့ရှင်ဘေးမှာကျမရှိနေတဲ့၍ဘာမှမပူပါနဲ့ဦးစိုးလွင်ကအံ့ဩတကြီးနဲ့ပြန်မေးလိုက်တယ်ဒါပေမဲ့တင်းရဲ့ကလေးတွေကြောင်းကိစ္စရောတင်းရဲ့တငယ်ချင်းတွေပတ်ဝန်းကျင်တွေကရောအားလုံးကိုစွန့်လွတ်နိုင်မှာမလားဒေါ်သဇင်သင်းကခပ်ဖွားဖွားလေးပြုံးလိုက်တယ်ပတ်ဝန်းကျင်ဆိုတာကိုဖန်တီးယူလို့ရတာပဲကိုစိုးရဲ့ရှင်သာစိတ်ဓာတ်မကြဖို့အရေးကြီးတာပါရှင်ကအိမ်ရဲ့အမိုးအကာပဲအမိုးအကာခိုင်နေမှကျမတို့သားမိတွေလုံခြုံမှာပေါ့အခုအပြောင်းရွှေ့ကိစ္စကိုစိတ်ညစ်မနေနဲ့တော့အဲ့ဒီအစားဟိုမှာဘယ်လိုနေထိုင်မလဲဆိုတာကိုအတူတူတိုင်ပင်ကြရအောင်အဲ့ဒီညကဦးစိုးလွေဟာဒေါ်သဇင်သင်းရဲ့အားပေးစကားတွေကြောင့်ရင်ထဲကအလုံးကြီးကျသွားသလိုခံစားလိုက်ရတယ်တကယ်တော့သူကြောက်နေခဲ့တာကနေဆက်ဒေတာကိုမဟုတ်ပါဘူးသူကြောင့်မိသားစုစိတ်ဆင်းရဲရမှာကိုပဲသူကြောက်နေခဲ့တာပါအခုတော့ဇနီးတဲ့ရဲ့ခိုင်မာတဲ့ယက်တီချက်ကြောင့်သူ့မှာရှေ့ဆက်ဖို့အားအင်တွေပြေဝလာပါတယ်နောက်ရက်တွေမှာတော့ဒေါ်သဇင်သင်းကအိမ်ကပစ္စည်းတွေကိုသိမ်းဆည်းဖို့
စတင်ပြင်ဆင်มาတော့တယ်ပစ္စည်းတစ်ခုချင်းစီကိုအသေးအချာထုတ်ပိုးရင်းသူမကဦးစိုးလွင်ကိုအမြဲပြုံးပြနေတတ်ပါတယ်ဦးစိုးလွင်ကတော့ဇနီးတဲ့ရဲ့သဘောထားကြီးမှုကိုကြည့်ပြီးသူ့ကိုယ်သူပိုပြီးစူးစမ်းခြင်းစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်ကိုစိုးဟိုရောက်ရင်လဲကျမတို့ပြောအောင်နေကြမယ်နော်ခြံလေးထဲမှာအသီးနှံလေးတွေစိုက်မယ်ကလေးတွေကိုလည်းကိုယ်တိုင်စာသင်ပေးမယ်အခက်အခဲဆိုတာကြော်ဖြတ်နိုင်တဲ့သူအတွက်တော့မှတ်တရတစ်ခုပါပဲရှင်ဒေါ်သဇင်သိန်းရဲ့စကားလုံးတွေကဦးစိုးလွင်ရဲ့နားထဲမှာတိကီတာတန်တစ်ခုလိုချိုမြိန်နေခဲ့တယ်သူဟာအရင်ကထက်ပိုပြီးရင့်ကျက်လာသလိုအိမ်တော်ဘက်ရဲ့တံမိုးကိုလည်းပိုပြီးနက်နက်ရှိုင်ရှိုင်ခံစားလာရပါတယ်ရုံပြောင်းရမယ့်ရက်ကတဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီအိမ်မှာတော့ဒေါ်သဇင်အင်းကပစ္စည်းတွေကိုတစ်တာတဲ့အသေးအချာထည့်သွင်းနေသလိုဦးစိုးလွင်ကတော့ရုံးမှာသူ့ရဲ့တာဝန်တွေကိုနောက်ဆုံးအကြိမ်အနေနဲ့စစ်ဆေးနေခဲ့ပါတယ်ဒါပေမဲ့အခြေအနေကတော့မအေးချမ်းသေးပါဘူးအပြစ်ရှာလို့တဲ့ဌာနမှူးကဦးစိုးလွင်ကိုနောက်ဆုံးအချိန်အထိအနာမပေးဘဲအလုပ်တွေပုံပေးထားခဲ့တာပါဦးစိုးလွင်ခမည်းမသွားခင်ဒီစီးအဟောင်းတွေကိုအကုန်အပြီးသတ်ခဲ့ပါမပြီးရင်တော့ခမည်းရဲ့ပြောင်းရွှေ့စရိတ်ကိစ္စကိုကျွန်တော်စိုင်းငံ့ထားရလိမ့်မယ်ဌာနမှူးရဲ့အတန်ကရုံးခန်းထဲမှာခတ်ဆူဆူထွက်ပေါ်လာတယ်ဦးစိုးလွင်ကဘာမှပြန်မပြောဘဲခေါင်းညိတ်ပြလိုက်တယ်တကယ်တော့ဒီစရင်တွေကသူ့တာဝန်မဟုတ်ဘဲဌာနမှူးကိုယ်တိုင်တာဝန်ယူရမယ့်လွဲချော်မှုတွေပါဒါပေမဲ့ဦးစိုးလွင်ကတော့နောက်ဆုံးအချိန်မှာရံမဖြစ်ချင်တော့ဘူးဆိုတဲ့စိတ်နဲ့ပဲတီးခံပြီးလှုပ်ပေးနေခဲ့ပါတယ်ညနေဆောင်လို့ရုံးဆင်းချိန်ရောက်တော့ဝန်ထမ်းအချို့ကဦးစိုးလွင်ကိုလာပြီးနှုတ်ဆက်ကြတယ်တချို့ကလည်းတနာသလိုကြည်ကြတယ်တချို့ကလည်းဌာနမှူးကိုကြောက်လို့မလာရဲကြဘူးအဲ့ဒီအချိန်မှာပဲဝန်ထမ်းအစ်စ်ကလေးကဦးစိုးလွင်ရဲ့စပွဲနားကိုကပ်လာပြီးတိုးတိုးလေးပြောလိုက်တယ်ဆရာကျွန်တော်ကြောင့်ဆရာအပြစ်တင်ခံရတာတောင်းပန်ပါတယ်ဆရာကကျွန်တော်အမားကိုဖုံးကွယ်ပေးပြီးအပြစ်အလုံးကိုခေါင်းခံပေးခဲ့တာကျွန်တော်ဘယ်တော့မှမမေ့ပါဘူးဆရာဦးစိုးလွင်ကပြုံးလိုက်တယ်အဲ့ဒီအပြုံးကအေးချမ်းလွန်လှပါတယ်ရပါတယ်ကွာလူဆိုတာမှားတတ်တာပဲအရေးကြီးတာကအမားကိုသင်ခန်းစာယူဖို့ပဲမင်းလဲနောက်ဆိုပိုဂရုစိုက်ပေါ့အဲ့ဒီနေ့ညကဦးစိုးလွင်အိမ်ကိုပြန်လာတော့စိတ်ထဲမှာပေါ့ပါနေခဲ့တယ်ဂုံတိတ်ခါဆိုတာယာဓုအာနာမှာရှိတာမဟုတ်ဘဲကိုယ့်ရဲ့လုံးရဲ့မှန်ကန်မှုမှာရှိတယ်ဆိုတာသူလက်တွေ့ခံစားလိုက်ရလို့ပါအိမ်ရောက်တော့ဒေါ်သဇင်သင်းကခြံထဲကသူတို့ကိုယ်တိုင်စိုက်ထားတဲ့ပန်းပင်လေးတွေကိုရေလောင်းနေတယ်သူတို့အခြေချခဲ့တဲ့ဒီအိမ်ကလေးကိုခွဲခွာရမှာနှမျောစရာကောင်းပေမဲ့ဒေါ်သဇင်သင်းရဲ့မျက်နှာမှာတော့နောင်တရိပ်မတွေ့ရပါဘူးကိုစိုးအားလုံးအစဉ်ပြေခဲ့ရလာရင်ပြေပါတယ်သင်းရဲ့ဒီနေ့ကိုတိလိုက်ရတာတခုရှိတယ်ကို့အပေါ်နားလေပေးတဲ့သူတယောက်ပဲရှိရင်တော့လောကကြီးကနေပျော်ပါသေးတယ်ဆိုတာပဲဒေါ်သဇင်သင်းကရည်လိုက်တယ်အခုမှသိတာလားကိုစိုးရဲ့ကဲလာပါမနှက်ပြန်ခရီးစရမှာဆိုတော့အေးရေးဝအောင်အိပ်ရမယ်ကျမကလေးတွေကိုလည်းအကုန်မှားထားပြီးပြီသူတို့လည်းအသည့်အဆန်းတွေကိုရင်ခုန်နေကြတယ်နောက်တစ်နေ့မနက်မှာတော့သူတို့ရဲ့ပစ္စည်းတွေတင်ဆောင်ထားတဲ့ကားကြီးကအိမ်ရှိမှာအသင့်ရှိနေပါပြီဦးစိုးလွင်က
အိမ်တကားကိုနောက်ဆုံးအကြိမ်ပိတ်လိုက်ချိန်မှာတော့ရင်ထဲမှာဟာခနဲဖြစ်သွားပြီမဲ့ဘေးနားမှာပြုံးပြနေတဲ့ဒေါ်သစင်တင်းတဲ့ကလေးတွေကိုမြင်လိုက်ရတော့သူ့ရဲ့ခြေလမ်းတွေကပြန်လဲခိုင်မာလာပါတယ်။နေဆက်ဒေသစီကိုဥတီတဲ့လမ်းမကြီးကရှည်လျားလှပါတယ်။ဒါပေမဲ့ဦးစိုးလွင်အတွက်တော့ဒီခရီးကအနှင်ခံရတဲ့ခရီးမဟုတ်ပဲမိသားစုရဲ့မေတ္တာနဲ့အတူတူတည်ဆောက်မဲ့ဘဝသစ်စီကိုသွားတဲ့ခရီးတစ်ခုလို့ခံစားနေရပါတော့တယ်။ကားကြီးကဖုံတထောင်းထောင်းထနေတဲ့တောင်ပတ်လမ်းတွေအတိုင်းတရွေ့ရွေ့မောင်းနှင်လာခဲ့တာတနေကုန်ပါပဲ။လမ်းဘေးဝဲရာမှာတော့မြင်မာတဲ့တောင်တန်းကြီးတွေနဲ့စိမ့်ဆုံနေတဲ့တောအုပ်ကြီးတွေပဲရှိပါတယ်။ဦးစိုးလွင်ကတော့ကားပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်ရင်ရင်ထဲမှာစိုးရိမ်စိတ်တွေတစ်ဖြက်ဖြက်ပေါ်နေမိတယ်။ငါသားသမီးတွေဒီလိုဝေးလံတဲ့နေရာမှာနေနိုင်မမလား။တင်ရောအစဉ်ပြေပါမလားဆိုတဲ့အတွေးတွေကသူ့ကိုနှိပ်စက်နေစေပါ။ဟိုမှာကြည့်ကိုဆိုတောင်တန်းကြီးတွေကလှလိုက်တာမြို့မှာဆိုဒီလိုလက်ဆက်တဲ့လေမျိုးဘယ်ရမလဲဘေးနားမှာထိုင်နေတဲ့ဒေါ်သစင်တင်းကတော့ကလေးတွေကိုတောင်တန်းတွေတိမ်တိုက်တွေကိုလက်ညှိုးထိုးပြရင်းပျော်ရွှင်နေပုံရပါတယ်သူမကတော့အခက်အခဲကိုအခွင့်အရေးတစ်ခုလိုမြင်အောင်ကြည့်တတ်သူပြီးအားလုံးကိုစိတ်ဝင်စားရှိနေခဲ့တာပါသူတို့တာဝန်ကြရာနယ်ဆက်မြို့ကလေးကိုရောက်တော့မိုးချုပ်နေပါပြီသူတို့နေရမဲ့ဝန်ထမ်းအိမ်ယာကမြို့ပြင်ဘက်ခတ်ကြကြမှာရှိပြီးအိုဟောင်းနေတဲ့တစ်သားအိမ်ကြီးတစ်လုံးပါမိเจ้าကလည်းဝါကျင့်ကျင့်အိမ်ထဲမှာလည်းဖုံတွေပင့်ကူအိမ်တွေနဲ့ပြည့်နေတယ်ဦးစိုးလင်ကအိမ်ထဲကိုခြေချလိုက်တာနဲ့စိတ်ပြက်လက်ပြက်ဖြစ်သွားရပါတယ်တင်းရဲ့ဟိုတောင်းမှန်ပါတယ်တင်းတို့ကိုဒီလိုနေရာမျိုးကိုမှခေါ်လာမိတယ်ကွာဦးစိုးလင်ကတက်ပြင်းချရင်ပြောလိုက်ပေမဲ့ဒေါ်စစင်တင်းကတော့ခါးကိုထောက်ပြီးအိမ်အနှံ့ရှောက်ကြည့်နေပါတယ်ဘာလို့တောင်းမှရမှလဲကိုစိုးရဲ့အိမ်ဆိုတာလူနေမှအသက်ဝင်တာလေခဏလေးကျမတို့အားလုံးဝိုင်းလုံးလိုက်ရင်မနေ့ပြန်ကြအိမ်တိကြီးလိုဖြစ်သွားမှာပေါ့ဒေါ်သစင်တင်းကကလေးတွေကိုပါအဝတ်ဟောင်းတွေပေးပြီးအိမ်တန့်ရှင်ရေးဝိုင်းလှုပ်ခိုင်းပါတော့တယ်ဦးစိုးလွင်ကလည်းဇနီးတဲ့ရဲ့တက်ကြွမှုကိုကြည့်ပြီးအားတင်းကရေခတ်ပြီးအမိုက်လဲပေးနဲ့အားတက်တရောပါဝင်ခဲ့ပါတယ်ညနေလို့အင်္ဂလိပ်တန့်ရှင်းသွားတဲ့အခါဒေါ်သစင်တင်းကပါလာတဲ့ဖြာဟောင်းလေးတွေကိုခင်းပြီးရိုးရိုးရှင်းရှင်းပဲနေရာချပေးပါတယ်ဒီနေ့တော့ဒီလိုပဲအိတ်ကြရအောင်နော်မနေ့ကျရင်ကျမခြံထဲမှာဟင်းသီးဟင်းရွက်လေးတွေစိုက်ဖို့မြေဆွအောင်မယ်ကိုဆူလဲရုံသွားရင်အဆင်ပြေအောင်တင်ပြင်ဆင်ပေးမယ်လေနောက်ရက်တွေမှာတော့ဦးစိုးလွင်ရုံတက်ရပါပြီဒီရုံကတော့အရင်ရုံးလိုလူတွေအများကြီးမရှိဘူးဝန်ထမ်းအနည်းငယ်နဲ့အေးအေးဆေးဆေးရှိလာပါတယ်ဒါပေမဲ့အရင်ရုံးကဌာနမှုပေးထားတဲ့မှတ်ချက်တစ်ခုကြောင့်ဒီကလူတွေကသူ့ကိုခတ်တန်းတန်းပဲဆက်ဆံကြတယ်ဦးစိုးလွင်ရုံးကနေပင်ပင်ပန်းပန်းပြန်လာတိုင်းအိမ်ရှိမှာစိမ့်လန်းစပြုတ်နေတဲ့ခြံလေးနဲ့ဒေါ်သစင်တင်းရဲ့အပြုံးကသူ့ကိုစီကြိုနေမြင်ပါဦးစိုးဒီမှာကြည့်ပါဦးကျမစိုက်ထားတဲ့ကစုံရွက်ကလေးတွေအညောင်းထွက်လာပြီနော်နောက်ပတ်စုခူးစားလို့ရပြီပြီးတော့ဟိုဘက်ကအိမ်ကြီးချင်းတွေကလည်းသဘောကောင်းကြတယ်ကျမကိုမုံတွေတောင်လာပေးကြသေးတယ်ဒေါ်သစင်တင်းကသူမရဲ့နေ့စဉ်ကြုံတွေ့ရတဲ့ပျော်စရာလေးတွေကိုတွတ်
ပြောပြနေတတ်တယ်ဦးစိုးလွင်ကတော့သူမကိုငေးကြည့်ရင်ဒီမိမဟာငါဘဝရဲ့ကံကောင်းခြင်းပဲလို့ထက်ခါတွေးနေမိပါတယ်။ဒီနေ့မှာတော့ဦးစိုးလွင်တို့ရုံးမှာအရေးကြီးတဲ့စရင်စရာတစ်ခုလွဲချော်နေလို့အားလုံးဗျာပါဝင်နေကြတယ်။ဦးစိုးလွင်ကသူ့ရဲ့နှစ်ပေါင်းများစွာလှုပ်သက်တဲ့အတွေ့အကြုံကိုသုံးပြီးအချိန်တိုအတွင်းမှာအမားကိုရှာဖွေပြင်ဆင်ပေးလိုက်တယ်။အဲ့ဒီအခါမှာရုံးကလူတွေကသူ့ကိုအထင်ကြီးလေးစားတဲ့မျက်လုံးတွေနဲ့စကြည့်လာကြပါတော့တယ်။ဟာဦးစိုးလွင်ကတကယ်ကိုအရေးချင်းရှိတဲ့သူပဲကျွန်တော်တို့ကအထင်မှားနေကြတာလို့လှုပ်ဖော်ကိုင်ဘက်တူကဝန်ခံလာပါတယ်။ဦးစိုးလွင်အိမ်ပြန်လာတဲ့လမ်းမှာစိတ်တွေပေါ်ပါနေခဲ့တယ်။သူသိလိုက်ပါပြီ။ဘလောက်ပဲဝေးလံခက်ခဲတဲ့နေရာဖြစ်နေပါစေဘေးနားမှာနားလည်ပေးတဲ့သူရှိနေပြီးကိုယ့်ဘက်ကလည်းအမှန်တရားအတိုင်းစူးစမ်းနေမယ်ဆိုရင်အောင်မြင်မှုကလက်တကမ်းမှာတင်ရှိနေတာပါညစာစားတဲ့အခါဦးစိုးလွင်ကဒေါ်သစင်တင်းရဲ့လက်ကိုကင်ပြီးပြောလိုက်တယ်တင်းကိုနယ်ဆက်ကိုပြောင်းလာရတာကိုအခုတော့ကျေးဇူးတင်မိတယ်လို့ပဲအရင်မျိုးမှာဆိုရင်ကိုတို့မိသားစုဒီလောက်နှွေးထွေးဖို့အချိန်ရမှာမဟုတ်ဘူးဒေါ်သစင်တင်းကပြုံးပြီးခေါင်းညှိပြလိုက်တယ်ဟုတ်တယ်ကိုစုမုံတိုင်းဆိုတာလူတွေကိုလန့်အောင်ခြောက်တတ်ပေမဲ့တကယ်တော့တစ်ပင်တွေကိုအမြင့်ပိုခိုင်မြဲစေဖို့လေ့ကျင့်ပေးတာပါပဲနေဆက်မြို့လေးရဲ့မနက်ခင်းဟာတောင်ပေါ်ကဆင်းလာတဲ့မြူနှင်းတွေနဲ့ဝေမိုင်းနေစေပါဦးစိုးလွင်ကအင်းရှိဝရန်တာမှာထိုင်ရင်းရုံးကပို့လိုက်တဲ့ကျေးနန်းစာကိုထက်ခါဖတ်နေမိတယ်အရင်မျိုးကဌာနမှုဟာအဂတိလိုက်စားမှုတွေနဲ့အရေးယူခံလိုက်ရပြီဖြစ်ကြောင်းဦးစိုးလွင်ပေါ်ဆွဆွဲခဲ့တဲ့အမှုတွေဟာလည်းမဟုတ်မမှန်ကြောင်းပေါ်ပေါက်သွားခဲ့ပါပြီ။ဒါအပြင်ဦးစိုးလွင်ကိုမြို့ပေါ်ကိုပြန်လည်ခေါ်ယူပြီးယာဒူးတိုးပေးဖို့အတွက်စာထဲမှာအထင်ရှားပါရှိနေပါတယ်။ကိုစုဘာတွေဒီလောက်ငေးနေတာလဲယင်ကော်ဖီတွေအိတ်ကုန်တော့မယ်။ဒေါ်သစင်တင်းကအငွေ1000ထနေတဲ့ကော်ဖီခွက်ကလေးကိုလာချပေးတယ်။သူမရဲ့မျက်နှာကတော့အရင်လိုပဲအေးချမ်းနေစေပါဦးစိုးလွင်ကစာကိုကမ်းပေးလိုက်တော့ဒေါ်သစင်တင်းကအသာအရာဖတ်ကြည့်လိုက်တယ်အိုးဝမ်းသာစရာပဲကိုစိုးရင်ရှင့်ရဲ့ဂုဏ်သိက္ခာတွေပြန်ရပြီပေါ့အခုဆိုမြို့ကိုပြန်သွားပြီးယာဒူးတို့နဲ့တာဝန်ထမ်းဆောင်လို့ရပြီပေါ့နော်ဒေါ်သစင်တင်းကဝမ်းသာအားရပြောနေပေမဲ့ဦးစိုးလွင်ကတော့တိတ်ဆိတ်နေစေပါသူကအင်းရှိချန်ထဲမှာဒေါ်သစင်တင်းစိုက်ထားတဲ့စိမ့်လှမ်းနေတဲ့အတီးနှံပင်လေးတွေကိုငေးကြည့်လိုက်တယ်ပြီးတော့အဝေးကတောင်တန်းကြီးတွေနဲ့လက်ဆက်တဲ့လေတူးကိုရှူရှိုင်းလိုက်တယ်တင်းကိုစဉ်းစားပြီးပြီကိုမျိုးကိုပြန်မသွားတော့ဘူးဒေါ်သစင်တင်းကအံ့ဩတကြီးနဲ့ခင်မုန်းဖြစ်သူကိုကြည့်လိုက်တယ်ရှင်တကယ်ပြောရလားကိုစုဟိုမှာကယာဒူးလဲတိုးမယ်အခွင့်အရေးတွေလည်းပုံများပါလေဦးစိုးလွင်ကပြုံးလိုက်တယ်ဟုတ်တယ်တင်းဒါပေမဲ့အဲ့ဒီမြို့မှာကိုတို့ဘလောက်ပူလောင်ခဲ့ရလဲဆိုတာတင်းလဲအတိပဲလေဒီနယ်စပ်မှာကိုတို့မိသားစုပိုးပြီးနီးကပ်ရှိလာတယ်ကိုတို့ရဲ့စိတ်တွေလည်းပိုပြီးအေးချမ်းလာတယ်ဒီကလူတွေကလည်းကိုအခုဆိုတကယ်လေးစားနေကြပြီလေဦးစိုးလွင်ကခဏရပ်ပြီးဒေါ်သစင်တင်းရဲ့လက်ကိုနှွေးထွေးစွာဆုပ်ကိုင်လိုက်တယ်
တကယ်တော့အလုပ်ဆိုတာဘယ်နေရာမှာပဲလုပ်လို့တာဝန်ကျေဖို့ကအဓိကပဲအခုကိုဒီမှာပဲဆက်နေပြီးဒီဒေသဖွံ့ဖြိုးရေးအတွက်ပဲဆက်လုပ်ချင်တယ်တင်းရောကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုသဘောတူရဲ့လားဒေါ်သဇင်တင်းရဲ့မျက်ဝန်းမှာမျက်ရည်စာလေးတွေဝေတက်လာတယ်ဒါဟာဝမ်းနည်းလို့မဟုတ်ဘဲခင်မိုးဖြစ်သူရဲ့ရင်းကျက်တဲ့စိတ်ထားကိုဂုဏ်ယူမိလို့ပါရှင့်ရဲ့စိတ်ချမ်းသာမှုကကျမရဲ့ပျော်ရွှင်မှုပါပဲကိုစိုးရဲ့ရှင်ဘယ်မှာပဲနေနေကျမကတော့ရှင်ဘေးမှာအမြဲရှိနေမှာပါရဲ့အနှင်းငယ်အကြာမှာတော့ဦးစိုးလွင်ရဲ့ဆုံးဖြတ်ချက်ကိုအထက်ကိုတင်ပြလိုက်ပါတယ်အံ့ဩစရာကောင်းတာကအထက်လူကြီးတွေကဦးစိုးလွင်ရဲ့စိတ်ဓာတ်ကိုလေးစားသွားပြီးသူ့ကိုဒီနယ်စပ်ဒေသမှာပဲခရိုင်အဆင့်အရာရှိကြီးအဖြစ်ယာတူးတိုးမြင့်ပေးလိုက်ပါတော့တယ်အခုဆိုရင်ဦးစိုးလွင်ဟာဒီနယ်စပ်မြို့လေးရဲ့ချစ်ခင်လေးစားရတဲ့အရာရှိကြီးတူဖြစ်နေပါပြီသူရုံးကပြန်လာတိုင်းဒေါ်သဇင်တင်းကအိမ်ရှိမှပြုံးပြုံးလေးကြိုဆိုနေသေးပါခြံထဲမှာစိုက်ထားတဲ့အပင်လေးတွေကလည်းအရင်ကထက်ပိုမိုဝေစားလာသလိုသူတို့ရဲ့အိမ်ကလေးဟာလည်းမုန်တိုင်းတွေအပြီးမှာပိုမိုခိုင်မြဲတဲ့မြစ်တာအိမ်လေးဖြစ်လာပါတော့တယ်အပြန်အလှန်အားပေးခြင်းဆိုတာမုန်တိုင်းထဲမှာအတူတူထီဆောင်းတာတယ်မဟုတ်ပါဘူးမုန်တိုင်းအပြီးမှာအတူတူတက်တန့်ကိုကြည်နိုင်ခြင်းလည်းဖြစ်ပါတယ်မုန်တိုင်းတွေထန်ခဲ့ပေမဲ့တို့နှစ်ယောက်အတူရှိခဲ့နှွေးထွေးတဲ့မင်းရဲ့လက်တစုံငါဘဝရဲ့အခိုင်မာဆုံးမုန်တိုင်းပြီးဝေတဲ့သက်တမ်းတို့မိသားစုပျော်ရွှင်ခြင်းအိမ်မုန်တိုင်းတွေကခိုင်မြဲတဲ့လက်မုန်တိုင်းတွေကခိုင်မြဲတဲ့လက်ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်နဲ့ကွန်မလေးတွေရေးသားခဲ့နိုင်ပါတယ်ဒီလိုဇလန်းကောင်းလေးတွေကိုအမြဲနားဆင်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ KT Entertainment Channel လေးကို Subscribe လုပ်ထားဖို့အကြံပြုပါရစေခင်ဗျာနောက်ဇလန်းတစ်ပုဒ်မှာပြန်လဲဆုံတွေ့ကြရအောင်ဗျာ